နဲ့ရှမ်းရဲ့အဖေနဲ့အမေကတကူကူးနဲ့ပါကူးဆိုဒုက္ခလာနဲ့ပါကြီးကအမလေးဒီအသက်ရောရောက်မှတကူကူသိရမှာလားဟင်အမလေးဒုက္ခလာနဲ့ပါကြီးကတဲ့အမလေးဒီအသက်ကြီးတော့ကြီးမကြီးနဲ့တကူကူသိရမှာလားလေကျင်နေရခင်ဗျာဒုက္ခလာနဲ့ပါကြီးကဒုက္ခလာနဲ့ပါကြီးကသူတို့နှစ်ယောက်ကဘာဖြစ်လို့မြို့မှာမနေပဲတောထဲသွားနေကြအေးလာကမပေးနိုင်လို့ဆက်ပါဆောက်လို့ခင်ဗျာသူတို့သူညတဲ့မျိုးထဲမှာနေနိုင်မလားလူစောနန်းနဲ့များတယ်ကားသာနေမှာရှုပ်ချက်ခက်နေနားမဘာဟုတ်တော့လဲသွားပြီးတရားထိုင်တာပရိစိတ်တရားကျင့်သူတို့သူညက်တွေတောထဲမှာလူရှင်းနေညာသွားပြီးတရားထိုင်တာအဲ့လိုမှကြတော့လူစောနန်းလို့လူတွေညတဲ့ရှိမနေနိုင်ဘူးသူတို့သူညက်တွေဘယ်နေနိုင်မလဲခင်ဗျာတွေ့ပါခင်ဗျာဆောက်ဒါကြောင့်တောထဲသွားနေတာဟုတ်ရှင်းမကြိုက်ဘူးလားမလားတောထဲသွားနေတော့ဒါဖြစ်လို့မျက်စိကန်းတော့မျက်စိကန်းတာသူကတောင်မိုးလေးမှာထိုင်နေတရားထိုင်ရပရိစိတ်နဲ့ချိန်မှာမိုးကရွာတယ်သူတို့ထိုင်နေတောင်မိုးလေးအောက်မှာမိုးချင်းရှိအဲ့ဒီမိုးချင်းမော်တဲ့ပြီးသူကထိုင်နေတာဒါပေမဲ့မိုးချင်းရှိမှသူတို့ကမသိဘူးအဲ့ဒီမိုးချင်းမော်ထိုင်ပရိစိတ်မိုးကရွာတန်းကန်းကြီးကစီးပြီးတော့မိုးချင်းနဲ့ကိုသွားကြအဲ့ဒီမိုးချင်းနဲ့ကြာကြမိုးကနေအောက်ကဆောက်မှုတ်အောက်ကနေမှုတ်တာခါမျက်စိကန်းကုန်မွေအောက်ကနေမှုတ်ကြမှာမျက်စိကန်းကုန်မွေအောက်ကမှုတ်တယ်အဲ့ဒီနေရာကျွန်တော်မရှင်းတာမွေအောက်ကမှုတ်ပါတယ်လို့ပြောကမှာမျက်စိကန်းပါတယ်ဆိုမွေအောက်ကမှုတ်တော့ကန်းချင်းကန်းရင်ဖင်ကအရင်ကန်းဘာဖြစ်လို့မျက်စိအကျော်ကန်းဖင်ကန်းတာတော့မဲအမိပဲနင်းဖေးသေးတာကြာပြီမို့လားသိပါမရှိရခင်ဗျာဖင်ကန်းနဲ့ရှိတာပောက်ကြဲကျဲတာရှိတယ်ဖင်ကန်းနဲ့ရှိတာခင်ဗျာဟုတ်မြေမှုတ်လိုက်တာမွေးမှုတ်တယ်ခါကောင်မျက်စိကွယ်ကြီးတဲ့ကနေမှုတ်တယ်မျက်စိကထားပါလို့လေကိုကခင်ဗျာစိတ်တူတာဗျာမသိမေးမစင်သေးဆိုတဲ့စကားလေးရှိသားပဲမသိလို့မေးတာပါဝိုက်ဒါမှမဟုတ်သူကမျက်စိကန်းသွားတယ်မျက်စိကန်းနေသူနှစ်ယောက်ကဘာဖြစ်လို့လူမအိတ်ကြသူကမောင်ကျင်းနှမကြီးချစ်တာကျောင်းကသစ္စာရှိတယ်မောင်ကျင်းနှမကြီးချစ်တယ်အတူတူအိတ်တောင်မှအလေကောင်ကနေပြီးပန်းပရီကုန်းချပြီးသူတို့ကအိတ်တာအဲ့သစ္စာရှိတယ်မောင်ကျင်းနှမကြီးချစ်ကြတာလေသူတို့ကပရီပန်းကုန်းချပြီးအလေကောင်မှပရီပန်းကုန်းချပြီးသူတို့ကအိတ်တာမောင်ကျင်းနှမကြီးပရီပန်းကုန်းချအိတ်ပရီပန်းကုန်းချအိတ်ပြီးဘာဖြစ်လို့သူ့ဝင်နေကြမွေးလဲပြောသူ့ဝင်နေချမွေးတာညနေဒုက္ခိတာသေးကြီးကိုလှုပ်ပြပြစုဖို့ဆိုပြီးတော့တရားမင်းကသာသနာအတွန်းရှည်အောင်ဆိုပြီးတော့တရားမင်းကပါဠိကရဲ့ချက်တော်လက်တော်နဲ့ရေးလိုက်တာမှအဲ့ဒါသူ့ဝင်နေချမွေးတာပါဠိကရဲ့ချက်တော်လက်တော်နဲ့ရေးလိုက်တာသူ့ဝင်နေချမွေးတော့ပါဠိကရဲ့ချက်တော်ကိုတရားမင်းကလက်တော်နဲ့ရေးတော့ပါဠိကရားတယ်လို့မပြောဘူးအနားမှာမရှိလို့ကျွန်တော်မသိဘူးဗျာမသိဘူးအနားမှာမရှိလို့ကျွန်တော်မသိဘူးခင်ဗျာတက်တိကတ်တော်နိုင်နေလို့ပဲခင်ဗျာဟုတ်ကျွန်တော်ရားတယ်လို့ခင်ဗျာရလိုက်ဒီများရမယ်ညာအောင်မြင်ခင်ဗျာကျွန်တော်လူများရမလားကျွန်တော်အဝေးရရွယ်တယ်တော့မလေးညားတို့ကတော့ပြောမနေဘူးရားညားတို့ကတကယ်ရားတတ်တာညားတို့လူများရားမယ်သူများတို့ပြောတာကနေအမေများသူကလည်းဟိုမျိုးလိုပဲကြတယ်ခေါ်တာတော်နဲ့ဟောဆိုပြီးလက်သူကမှဘာပြီးမလဲတော့စိတ်မတော်နဲ့တော့ဗျာဘာလို့မသိမေးမစင်သေးဆိုတဲ့စကားလေးခင်ဗျာမေးနိုင်တော့လေခင်ဗျာမိုးလင်းတော့မယ်ခင်ဗျာလုပ်ကုန်လေခင်ဗျာဟုတ်ပါဘူးခဏလေးမသိလို့မေးတာပါအဲ့ဒီချက်တော်လက်တော်နဲ့ရစ်တော့သူ့ဝန်နဲ့ရှံကိုမွေးတယ်နော်သူ့ဝန်နဲ့ရှံကသမင်ပေါင်း900နဲ့ရေသွားခတ်တာအဲ့ဒီရေတွေကဘာလို့ဖို့တောက်ဖို့ဆေးဖို့ဆေးဖို့လို့ပြောနေသူ့အဖေဖို့မပါဘူးပေါ့နော်ဟောဗျာဘယ်လိုလဲမေးနေမှမသိပါဘူးဒုက္ခပဲဒီလူနဲ့ကလည်းနှလုံးနဲ့ကမူးနေပြီဒုက္ခခင်ဗျာဘာတွေပြောနေလဲခင်ဗျာကျွန်တော်မေးတာရှင်းရှင်းလေးပဲသူ့ဝင်နေရှာသမင်ပေါင်း900နဲ့ရေသွားခတ်တယ်သမင်ပေါင်း900နဲ့ရေသွားခတ်တယ်အဲ့ဒီရေကဘာလို့ဖို့လဲတောက်ဖို့ဆေးဖို့လို့ပြောပါဦးတောက်ဖို့ဆေးဖို့ပြောပါဦးလား
ကိုမပါဘူးပေါ့နော် ခမရနဲ့ကျွန်တော်ကွက်ကြနေပြီခမရကျွန်တော်ခမဘာမေးလဲခမရ ခင်ဗျားဘာပြောတာလဲဗျခင်ဗျာမသိ ခမရမေးတာခမရဘာမေးလဲလို့ခမရကျွန်တော်မေး ဟမ်မင်းတဲ့ကိစ္စရှင်းရှင်းလေးသူ့ဝနဲ့ချန်ရေတော့ခတ်တာအဲ့ဒီရေကဘာလို့ဖို့လဲလို့အဲ့ဒါကြည့်ရင်တော့မေးတဲ့ဥစ္စာကိုခင်ဗျာ ဟတ်တယ်လို့တောက်ဖို့ဟတ်တယ်လို့ဆဲဖို့ဟတ်တယ်လို့တောက်ဖို့ဟတ်တယ်လို့ဆဲဖို့အဲ့ဒါတောက်ဖို့ဆဲဖို့ ကိုမောဟီအော်ဒါလာ ကိုပတ်အော်ဒါပဲဒါရမလားဗျာဒါရမလားဗျာကတော့ ခင်ဗျားလေဗျာစိတ်တူကြီးတာမသိမေးမလားလာပြန်ခင်ဗျာကလည်းရှိတာ မိုးလင်းတော့မယ်ခင်ဗျာလို့ကျွန်တော်အဲ့ရမှာမဟုတ်တော့ဘူးခင်ဗျာလို့ မဟုတ်ပါဘူးခဲအဲ့ချင်းလည်းအဲ့ချင်းနှစ်ယောက်ပလက်နာပြီးစကား မနေပါအမေနေအောင်ပက်လက်လာစကားပြောအောင်မတဲ့ဒါရမလားခင်ဗျာသိချင်တာဒါရမ ဟုတ် လား ပါဘူးဟိုခဏလေးပါသူ့ဝနဲ့ချန်ကအဲ့ဒီမှာရေသွားခတ်တာရေသွားခတ်တော့ဘီလီရဲ့ခုံကထွက်လေးနဲ့ပြည့်တယ်ဆိုရဟုတ်လား ဘီလီရဲ့ခမင်းမှာဘီလီရဲ့ခမင်းကဘီလီရဲ့ခုံဝဲလူဘီလီရဲ့ခုံကလေးနဲ့ဘယ်လိုပြည့်ဘီလီရဲ့ခမင်းကလေးနဲ့ထွက်ပြည့် ဘီလီရဲ့ခမင်းဟုတ်ပါတယ်ဘီလီရဲ့ခုံကြီးတော့မပြည့်နိုင်ပါဘူးနော်ကျွန်တော်မသိလို့ပါဗျခင်ဗျာ ခင်ဗျာမသိတာတောက်လျှောက်ပါပဲဗျာခင်ဗျာလည်းအကုန်လုံးတခုမှသိတာမရှိဘူးအကုန်မသိတာကြီးပဲခင်ဗျာ အဲ့လင်းနဲ့ပြစ်လိုက်တော့သူ့ဝနဲ့ချန်တခါတည်းသေရောလား မသေးဘူးပွဲချင်းပြီးတာပဲလဲနဲ့ကြည့်မှတော့မြတ်သိမ့်မှာသေတာဘောဗျာခင်ဗျာလည်းလဲနဲ့ကြည့်မှတော့ခင်ဗျာမြတ်သိတယ်သေတယ်ကဲဒါပဲမို့လားဗျာတော်တော် စိတ်တူတာဗျာမသိလို့မေးတယ်ဒါလေးများခင်ဗျာစိတ်တူကြပြီကျမ်းဖန်တိုးနေဒီကမောင်ကြီးညားလေးတစ်ချက်တည်းနဲ့ပြစ်တာနဲ့သေသွားရလောက်အောင်ဒဏ်ရာကဘလောက်တောင်ကြီးလို့ 你没上班了，弟弟。